နိုင်ငံနိုင်ငံသားများအားလုံးပြည့်စုံမှာဖြာဖြာနဲ့သလုံးတော်ပြည့်စုံပါကြပါစေ။ဒီနေ့ကတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဆံတော်နဲ့ဒီနေ့ဆံတော်မူရာဖြစ်သောမဟာမဂုဒ္ဒရန်ဒီဆံတော်ရှင်မြတ်မုန်ကြီးရောမြတ်ကြီးရဲ့ဩဝါဒစရိယမြတ်မော်ရင်ကျောင်းတော်ကြီးရဲ့ဦးစီးပရဏနာယကဆရာတော်ဗဒ္ဒနာဥဇာတာဘုဖြစ်ပါလေ။ဒီနေ့ကြာရောက်တဲ့1388ခုနှစ်ဒီဥကာလသမယဓမ္မတို့ရဲ့21ရက်နေ့အချိန်ခါသမယမှာဦးဇင်းတို့ရဲ့ပြည်တော်စုသမ္မတမြန်မာနိုင်ငံအတွင်းမှာပြည်နေတဲ့ကြားတဲ့မြန်မာနိုင်ငံသားများအားလုံးဦးဇင်းတို့ရဲ့ပြည်တော်စုသမ္မတမြန်မာနိုင်ငံမှာဒီမှာဘုရားပြီးတော့တိုင်းတစ်ပါးမှာဆက်ပြီးတော့နိုင်ငံပြည်ပြည်မှာလုပ်ငန်းဆောင်တာဖြာဖြာလို့ပြီးတော့တော့ဆက်နေကြတဲ့ဒီကောင်ကဘုရားသမီးများအားလုံးကဘာလူကဘာကမနေရတဲ့ကောင်များအားလုံးမာတို့ရဲ့ပြဿနာတရနေ့ဒီပင်မလာကြောက်ရဖြစ်တော့ဒီအချိန်ကစားပြီးတော့မိတို့ရဲ့ဘဝတစ်လျှောက်လုံးမှာမကောင်းတဲ့ဘေးမကောင်းတဲ့ဒဏ်မကောင်းတဲ့ရန်မကောင်းတဲ့အန္တရာယ်တွေမကောင်းတဲ့ဒုက္ခတွေမှာယောဂဆိုတော့ပေါင်းမှာပြည့်ဝပန်းကြပါသည်ယောဂန္တရာကတတန္တရာကဒုက္ခကန္တရာကလို့ခေါ်တဲ့တတိကုမာဒီများမှလည်းပဲကျော်လွှားလို့မရပါစေကိုယ်စိတ်နဲ့တရားကျမ်းမှာချမ်းသာတာဒီကျမ်းသာရာရာနဲ့လည်းပဲကောင်းမှုဘဝဆန္ဒတွေလောကမြပြည့်စုံအောင်ကြိုးစားရယူနိုင်ကြတဲ့ဒီတရားကမိမိတို့ရဲ့မျိုးမိမိတို့ရဲ့ဘာသာမိမိတို့ရဲ့ဘာဝနာသင်္ကေတဆောက်ရှောက်နိုင်ရတဲ့ဘာသာပြုဘာဝနာပြုသာသနာအကျိုးပြုနိုင်ငံတော်အကျိုးပြုသာကောင်းသားများသမီးကောင်းသမီးများဖြစ်နိုင်ကြပါစေလို့လည်းတဲ့မင်္ဂလာဆုတောင်းပတ္ထနာပြုလိုက်ရပါတယ်အားလုံးကိုစိတ်တရားကျမ်းမာချမ်းသာကြည်သာရာရာဖြစ်နေထိုင်ကြပါစေဒီလိုရဲ့ဒီအမှုသမ္မာနိုင်ငံကိုပြုတဲ့ငြိမ်းချမ်းပါစေကြမ်းပါစေလို့ဒီမင်္ဂလာကြောက်ရောက်လာမှာဆန္ဒဆုတောင်းပတ္ထနာပြုလိုက်ပါတယ်